ဆိုတော့ဒီနေ့ရဲ့ Christmas နေ့ဒီမှာရွှေစင်မောင်တယောက်ဖဲသွားလဲဘာလုပ်လဲဘာတွေစားခဲ့လဲဆိုတာလေးကိုvlog လေးလုပ်လိုက်တယ်ပေါ့နော်နေ့လေ12နာရီလောက်ထွက်ပြေးခဲ့ကြတယ်ပေါ့နော်ဆိုတော့9နာရီ10နာရီလောက်ကတည်းကနေပြီးတော့မှ OPT ရွေးတယ်ရင်မှုချိုးကောင်းလျှော်ပေးရနဲ့ဒီ3 OPT 3ထည့်တွေကနေဘာကိုရွေးရမလဲဝေခွဲရခန့်နေတာပေါ့နော်ဆိုတော့အနီလေးကတော့အရန်တူတယ်ပေါ့နော်ဒါပေမဲ့တက္ကသိုလ်ဘုန်းထဲမှာဆိုတော့ဝေးရတာတိတ်အဆင်မပြေဘူးဒီအပြာရောင်ကကြတော့လေ bling ဖြစ်နေတော့အသားနဲ့ကလည်းဟိုပေါ့နော်မှောင်သွားတယ်အဖြူပြီးရင်နီရောင်ပြီးရင်တော့အသားဖြူသွားတယ်ပေါ့နော်အမဲကကြတော့နည်းနည်းမဲသွားတယ်ငကိုကလေးမှာအသားကမဲနေသူဆိုတော့အနီကိုဝတ်မယ်ဆိုရင်တော့ဒါအသားလင်းသွားတာထင်းတယ်ပေါ့နော်ဒါပေမဲ့စကတ်နဲ့တိုးဝတ်ထားတာကအရန်တူတော့မရွေးဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ outfit 1ကို okay ချင်းကြည့်ရအောင်ပေါ့နော်ဖြူရဲ့အမဲရဲ့တုပ်ဝတ်တာပေါ့နော်ပြီးတော့အပေါ်ထအနွေးတယ်လေအမဲလေးဆိုတော့ဒါကြည့်ရတာမျက်စိလေးအေးတယ်ပေါ့နော်ရင်နဲ့တိတ်မထင်ဘူးရွှေစင်းရဲ့ကာလာတုံးနေဆိုရင်တော့ဒီအဖြူနဲ့အမဲကအဆင်ပြေလို့ရွှေစင်းထင်တယ်ပေါ့နော်ရင်မှုချူပြီးခေါင်းလျှော်တာဆိုတော့စပင်းကမချောက်သေးဘူးပေါ့နော်အဲ့တော့အဝတ်စားလေးနေနဲ့ခေါင်းနဲ့ကြိုက်တယ်လို့လည်းဖြစ်သွားသေးတယ် Okay outfit 2ကိုဆက်ချင်းကြည့်ရအောင်outfit 2ကတော့အနီရောင်ဝမ်းဆက်လေးပဲပေါ့နော်ဝမ်းဆက်တော့မဟုတ်ပါဘူးဒီလိုပဲတွဲဝဲလိုက်တာအင်ကြီးကတော့အဆင်ပြေပေမဲ့ဒီတက္ကသိုလ်ဘုန်းထဲမှာစကတ်တူနေကြတော့အဆင်မပြေဘူးလို့ရှိစင်ခံစားရတာနဲ့ဒီ outfit 2ကိုတော့မရွေးချယ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့အပြင်နေပါညာသွားဆိုရင်တော့အဆင်ပြေတယ်ဒီတက္ကသိုလ်ထဲမှာကျတော့ပတ်နံမတင်လို့ခံစားရတယ်အဲကြောင့်မရွေးချယ်ခဲ့ဖြစ်ဘူးဒါတော့တက္ကသိုလ်ကျောင်းပုံစံလေးပဲပေါ့နော်ဒီလိုဝက်လိုက်တော့လဲ cute type နေနဲ့ Christmas vibe မျိုးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့မရွေးချယ်ခဲ့ပါဘူးရှင်ပဲပါတယ်ရှင် Okay outfit 3ကိုသွားကြည့်ကြမယ်outfit 3ကတော့ bling နဲ့အသားကမဲသွားတယ်လို့ရှင်းစခံစားရတယ်ပေါ့နော်ငကိုကလေးကမှမဲတယ်သူဆိုတော့မျက်နှာကလည်းဘာမှမလင်းရသေးဘူး makeup ဘာညာတနာတိုနာတွေလည်းဘာမှမလုပ်ရသေးတော့အသားကတော့တော်တော်မဲနေတယ်ပေါ့နော်ဒါပေမဲ့မလိုက်ဘူးခံစားရတယ်တော်ပါပြီမရွေးတော့ပါဘူးတော်ပဲ outfit 1ကိုပဲပြန်ရွေးမယ်ဆိုပြီးတော့မှအဲ့ဒါနဲ့ makeup ပဲထားလိုက်တော့တယ်ပေါ့နော် Okay mascara ကိုစိုးကြမယ်ပေါ့နော် makeup တွေလည်းသွားအဆင်လင်းလိုက်တယ်ပေါ့နော်အဲ့ဒီမှာ makeup လိမ့်နေရင်လည်းတငယ်ချင်းလာတာနဲ့အနောက်ကခြေလေးကူပြီးတော့တက်ခိုင်းလိုက်တယ်ပေါ့နော်တငယ်ချင်းကလည်းကိုလုပ်ပြပါတယ် Okayဖက်နှက်ကတော့ပုံတော့ဖက်နှက်တော့မစီးတော့ဘူးပေါ့နော်ဒါအကြောင်းတော့လည်းအမြင်စီးညာဆိုတော့outfit နဲ့လာအောင်လို့ဆိုပြီးတော့မှအမဲရောင်လေးရွေးချယ်ဖြစ်ခဲ့ပါတယ် Okay နိုင်ကနေစီးပြီးတော့ပဲသွားကြတာပေါ့နော် Christmas Day မှာငါကန်တာကိုသွားတယ်ဖြစ်ခဲ့ပါတယ်ဒီနေ့ရွှေစင်းတငယ်ချင်းအောင်ကန်စုံမမောင်ကြတယ်ပဲပြောရမလားကန်ကောင်းတယ်ပဲပြောရမလားမသိဘူးနော်သူအင်းကြီးပေါ်ကိုခိုးကြီးပါချသွားတယ်ပေါ့နော်အဲ့ဒါရွှေစင်းတို့တဲ့နောက်ကတငယ်ချင်းတွေကသူ့ကိုထိုင်ရီနေကြမပြီးတော့တနန်းလုံး Okay ညခန္ဓာရောက်သွားပြီပေါ့နော်ညခန္ဓာကတော့ Christmas Day ဆိုတော့လူတွေနည်းနည်းရှုပ်နေတယ်ပေါ့နော်ပိတ်ရက်လက်ဖြစ်တဲ့အတွက်ကြောင့်မို့လူတွေအပန်းဖြေအနားယူရတာတွေ့ရတယ်ပေါ့နော် Okay ညခန္ဓာမှာဘာတွေထူးခြားရှိလဲရွှေစင်းရဲ့တူကြည့်အောင်ရေကန်သားမှာလှီကားလေးတွေ့ရတယ်ဆင်းပြီးတော့မှကြည့်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီမှာငါးတွေသေးနေတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ဆက်သွားဖူးပင်နဲ့အပင်ဒီအပင်တွေတော်များအောင်တွေ့ရတယ်ဒီမြကန်သားမှာလေဆိုတော့အဲ့ဒီမှာခြေစင်းပြီးတော့ထိုင်ကြတယ်ပေါ့နော်ဒီလိုပဲဟိုပဲကြည့်လိုက်ဒီပဲကြည့်လိုက်ကပုံလေးရနိုင်ဗီဒီယိုလေးရလိုက်နဲ့အီချမ်းတာတော့အီချမ်းပါတယ်ပေါ့နော်အရင်စုညံတာမျိုးဒါမရှိဘူးဒါတော့ကျမတငယ်ချင်းပါရှင်
စင်းကြည့်တော့အဲ့ဒီမှာငါးတွေအများကြီးတွေ့ရတယ်အကြီးတယ်မဟုတ်သေးသေးပေါ့နော်သူတို့ငါဥနေတဲ့ထင်ပါတယ်ပေါ့နော်အကောင်ပေါက်လေးတီးတီးလေးအလိုတွေ့ရတယ်ညကန်သားတွေကအနုပညာပြခဲ့လို့မဝင်တော့ဘူးပေါ့နော်ဟိုတခါကလည်းဒါပကြီးပြခဲ့နေကိုဝင်ခဲ့တယ်အခုကတော့ညကန်တော့ပဲဒီလိုပဲဟိုလမ်းလျှောက်လိုက်ဒီလမ်းလျှောက်လိုက်နေတယ်အချိန်ပြလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ကန်တစ်ပတ်ကိုပတ်ပြီးတော့လေလမ်းလျှောက်ပြီးတော့မှပိုင်းလေးလဲစားကုန်ကြပြီဆိုတော့ဒီစမျိုးတွေextra spicy ထိုးလေးတွေဝယ်စားဖြစ်ခဲ့ကြတယ်ပေါ့နော်အကင်လေးလည်းထည့်လို့ရပါတယ်သူဟာလေးစီအတင်းလေးရှိရပေါ့နော်ဆိုတော့အကင်စုံလေးတွေရတယ်ပေါ့နော်ရွှေစင်းကတော့အဲ့ဒီ ultra spicy ထုတ်ကိုမာစားဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့အကင်လေးတွေလည်းနည်းနည်းပေါ့ဒါလေးမာစားဖြစ်ခဲ့တယ်ခွတ်တိုက်ပါမယ်ဆိုမှစောင့်နေရပါတော့သူကဖောက်လို့မပြီးနိုင်တော့ဘူးအဲ့ဒီကတော့တီโอเคနောက်တော့အမဖောက်တော့ပြီးအောင်ချီရလောက်ကြတယ်ပေါ့နော်ကန်ကောင်းစွာနေပဲရွှေစင်ကအဲ့ဒီမှာ free တန်ဘူးတူပေါက်တယ်ပေါ့နော်အဲ့ဒါနဲ့တောင်းလေးလေးလို့ရပါတယ်ချင်းဒီစကားတပြိုပြိုနေပဲညကန်တော့မှာတနိုင်လောက်အချိန်ကုန်နေတယ်ပေါ့နော်အဲ့တော့ညကန်သားလေးအပြန်အဲ့ဒီရဲ့ဆိုင်နီးနားမှာပဲbeauty အလားကုန်ဆိုင်လေးဆိုတာရှိတယ်ပေါ့နော်အမရှိဆရာ lotion လေးလိုချင်တာနဲ့သုံးနေစား lotion လေးပဲဝယ်ခဲ့တယ်ပေါ့နော် okay ဒီနေ့ကတော့ပြန်ပါပြီ၄နိုင်လဲထိုးပြီဆိုတော့9နိုင်ခွဲဆိုရင်အဆောင်ပြတော့မှာပေါ့နော်လိုင်းကားစီပဲပြန်ခဲ့ပါတယ်ဆိုတော့ဒီနေ့ရဲ့ activity ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲတက်တာပါရှင်